အားလုံးပဲမင်္ဂလာပါရှင်ပြည့်ပြည့် YouTube channel ကနေချစ်ခင်ရတဲ့ပရိသတ်များအားလုံးကိုပြန်လည်ပြီးရချစ်ဆိုပါရနော်ကျမတို့ရဲ့ channel ကနေစိတ်ဝင်စားဖို့ကောင်းတဲ့ပရလောကဇာတ်လမ်းကောင်းတဲ့တူကံမရဇာတ်လမ်းကောင်းတွေကိုအားလုံးနောက်ဆက်မှုအတွက်ထုံးလိတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့နောက်ဆင်ရမှာကတော့စာရေးသူမင်းညိုတောင်ကြီးရေးသားထားတဲ့တရေမီကွက်နှင့်ချိန်စာတဲ့ဝိညာဉ်ဆိုတဲ့ပရလောကဇာတ်လမ်းကောင်းတစ်ပုဒ်ကိုနောက်ဆင်ရမှာဖြစ်ပါတယ်ဒီဇာတ်လမ်းကြောင်းရနေနောက်ဆင်ခံမှာတော့ကျမတို့ရဲ့ channel ကို like and subscribe လုပ်တော့ပေးပြီးအသေးသေးသောဗီဒီယိုတွေသိရှိနိုင်စေဖို့အတွက်လည်းဘေးနားမြင်ရတဲ့ notification bell လေးကိုတစ်ချက်လောက်ဖွင့်ပြီးအားပေးကြပါအောင်နော်။ဟုတ်ကဲ့ဒါရီအားလုံးလုပ်ပြီးသွားပြီဆိုရင်တော့ဇလန်လေးကိုခုပဲနောက်ဆက်လို့အားပေးပါအောင်နော်။တရေမိကွက်နှင့်ချိန်စာတဲ့ဝိညာဉ်ကျွန်ုပ်ကရှမ်းပြည်နယ်တောင်ပိုင်းရဲ့အရေးထက်ကင်းလာတဲ့ညတညမှာအေးလေးကန့်ရဲ့အရှိတ်ဘက်ကမ်းမှာရှိတဲ့တောင်ကြီးရွာလေးတစ်ရွာရောက်ရှိနေခဲ့တာပါကျွန်တော်ရဲ့ရည်ရွယ်ချက်ဟာထိုရွာရှိဖုံးတော်ကြီးကျောင်းတစ်ခုမှာကြံရိပ်ခဲ့တဲ့ဆိုတဲ့ရှေးအောင်ပေးဆောင်မှုတွေနဲ့အောင်လဲတိုက်ရိုက်တက်စဉ်ကျန်းကန်အချို့ရှာဖွေလေးလာရန်သာဖြစ်ပါသည်ထိုညမိုးရလေးအုံမိုင်းနေရနေလာမင်းရဲ့အလင်းရောင်ဟာမြို့နင်းနေချားမှပြောက်ွယ်သည်ကျွန်တော်ကရွာလူကြီးဥပစော်ရဲ့စီစဉ်ပေးမှုနဲ့ရွာပြမရှိတဲ့တောင်ကြီးဓမ္မယုံဟောင်းကြီးတစ်ခုမှာတအူးလေးတဲခုခဲ့ရသည်အဲ့ဒီဓမ္မယုံကြီးဟာကျိုးနိုင်လုံးကြီးတွေနဲ့ခိုင်ခဲစွာနဲ့ဆောက်လုပ်ထားတော်လေလူသူကင်းဝေးတာကြားပြီးဖြစ်ပြီးဖုံမုံနှံ့စူထိုင်းနဲ့တက်သားနှံ့နေနဲ့ပင်းကိုအိမ်များနေတော့ပြင်းနေတယ်ကျွန်တော်ကစေးဘောလေးတစ်လိပ်ကိုခက်ပြင်းပြင်းလေးဖွာရင်ဓမ္မယုံရဲ့အလဲမချထားပြီးရင်နွေးချမ်းဦးကိုငေးကြည့်နေရပါတရက်ချိန်ကျွန်တော်နဲ့တူလမ်းများအဖြစ်လိုက်ပါလာတဲ့ရွာကန်လူငယ်မောင်မျိုးဟာတစုံတစ်ခုစိုးရိမ်နေဟန်နဲ့ကနမငိဖြစ်နေအောင်ကိုသတိပြုလိုက်တယ်မောင်မျိုးမင်းကြည့်ရတာအစ်မပြေလှဘူးလားဘာလို့စိုးရိမ်နေရလဲကျွန်တော်ရဲ့မိကွန်ကြောင့်မောင်မျိုးဟာတုံတုံရင်ရင်နဲ့ကျွန်တော်နီးကိုတိုးကပ်ပြီးတော့တီးတိုးပြောတယ်ဆရာမင်းညိုဒီဓမ္မယုံမှာညဘက်ဆိုရင်သူတို့လာတတ်တယ်လို့လူကြီးတွေကပြောကြတယ်ဗျအထူးသဖြင့်စီမပါဘဲနဲ့လင်းနဲ့မိခွက်ကြီးထွက်လာပြီဆိုရင်မင်းစားတွေရောက်လာပြီးတော့မှတ်ရတယ်ဆရာရဲ့ကျွန်တော်ကဝိဇ္ဇာပညာနဲ့လောကီအကြောင်းမြင့်တွေကိုစိတ်ဝင်စားသူဖြစ်ပြီးဒီစကားကိုကြားတဲ့အခါမှာအံ့ဩတုန်လှဖြစ်ရမယ့်စားစိတ်လှရှောင်းမှုပို့လို့ကြီးစိုးသွားခဲ့တယ်။စီမပါပဲလောင်နေမိကွက်ဟုတ်လားစိတ်ဝင်စားစရာပဲမောင်မျိုးဒါအကြီးရဲ့အတက်နဲ့ဖန်တီးထားတဲ့ဓမီကွက်များလားကျွန်တော်ကမေးလိုက်တော့လေမောင်မျိုးကပြန်မဖြစ်အားပဲဓမ္မယုံရဲ့အနောက်ဘက်အမောင်တူတွေကိုကြောက်ကြည့်နေရပါဒီအချိန်ကျွန်တော်ရဲ့နှာခေါင်းလေးကိုပုတ်ဆက်ဆက်အနံ့တစ်ခုတိုးဝင်နေထိုအနံ့ကလူသေးကပုံနဲ့လိုမျိုးရှိတယ်လို့ရှုံညွန်အနံ့လိုမျိုးရှိပါရီခေတ္တမြအကြမှာတော့ဓမ္မယုံရဲ့အနောက်ဘက်မှာရှိတဲ့ဖျားစင်ဟောင်းရဲ့အောက်ခြေကနေမော်ဝါဝအလင်းရောင်တစ်ခုထွက်ပေါ်ရီထိုအလင်းရောင်ဟာတာမန်မီးအိမ်နေလိုမျိုးဝါကျဲကျဲမဟုတ်ပေစိတ်ဖက်ဖက်အယောင်ရှိလာရီကျေးနဲ့ပြုတ်လောက်ထားတဲ့ရှေးရောင်မီးကွက်ကြီးတစ်လုံးဟာလေထဲမှာအလိုလိုမြောက်တက်လာပြီးစီထဲစီရာနေရာမှာစီတစမ်းမှမရှိဘဲနဲ့မိစားတိုင်းကမိထောက်တီဝင်းငနေကိုထွက်ပေါ်လာခဲ့တယ်ကျွန်တော်ကအနီးမှရှိတဲ့ဓမီနဲ့ထိုမီးခွက်ကိုထိုးကြည့်တဲ့အခါမှာမီးခွက်ရဲ့ဘေးပတ်ပတ်လည်းမှာပိတ်ချိုက်နေတဲ့ရုပ်ခန္ဓာရှိတဲ့မျက်လုံးနေရာနှီးရဲပြီးခန္ဓာကိုယ်ကအမဲရောင်အငွေ့သက်တွေထွက်နေတဲ့တရဝတအူးကိုတွေးလိုက်တယ်၎င်းကမီးခွက်ကိုလက်နဲ့ကင်ထားတာမဟုတ်ပေမီးတောက်ထဲရောက်ထွက်ပေါ်လာတဲ့အငွေ့သက်နဲ့ထိန်းထားခြင်းတော်ဖြစ်ပေတယ်မင်းစားဒါကမင်းစားပဲမောင်မျိုးကအော်ဟစ်ပြီးဓမ္မယုံအပြင်ကိုပြေးထွက်သွားတော့တယ်ကျွန်တော်မင်းညိုကတော့ထိုနေရာမှာကြောက်ရွံ့လိုမျိုးရှက်တန်းကစီမပါပဲလောင်ကျွမ်းနေတဲ့ထိုထူးဆန်းတဲ့တရေမိကွက်နဲ့၎င်းကိုအာဟာရပြုနေသောမင်းစားရဲ့ပုံသဏ္ဍာန်ကိုအကဲခတ်နေမိရပါဒီမိကွက်ကဘာကြောင့်စီမလို့ပဲလောင်ကျွမ်းနေရလဲဒီမင်းစားဟာဘာကြောင့်ဓမ္မယုံမှာရှိနေရတာလဲကျွန်တော်ရဲ့ရှင်းမောင်းမှာရှိတဲ့ဒီအရာဟာရှေးရောက်ကျိစားတစ်ခုလောဒါမှမဟုတ်အောင်လန်းစရာတအုပ်ရဲ့စီမံချက်လို့ဆိုတာကတော့ကျွန်တော်မင်းညိုကဓမ္မယုံဟောင်းရဲ့တိုင်လုံးကြီးတစ်လုံးကိုမှီပြီးရှေးမောင်မှာမြှောက်တက်နေတဲ့စိတ်ပတ်မီးခွက်ကြီးကိုစူးစိုက်ကြည့်လိုက်တယ်ထိုမီးခွက်ရဲ့အလင်းရောင်ကတာမန်မီးရောင်လိုမျိုးအပူဓာတ်ကိုမပေးပေကြက်သိမ်းမွေးခြင်းထားလောက်အောင်ကိုအေးဆက်လာတဲ့ခံစားမှုကိုပေးစွမ်းနေမောင်မျိုးပြေးထွက်သွားတဲ့ခြေတန်းနေမြူနင်းနဲ့ဂျားမှပျောက်ကွယ်သွားပြီဖြစ်ပြီးဒီမှောင်မဲနေတဲ့တောင်ကြီးဓမ္မယုံကြီးအတွင်းမှာတော့ကျွန်တော်နဲ့ထိုးမင်းစားသားနဲ့ကြံ့ရစ်ခဲ့တာပါ
ကျွန်ုပ်ကဆေးဘောလေးကိုခပ်ပြင်းပြင်းလေးတစ်ချက်ဖွာလိုက်ပြီးတော့စိတ်ကိုတည်ငြိမ်အောင်ထားလိုက်တယ်လောကီပညာရက်တွေလိမ့်လာလိုက်စားသူဖြစ်ပြီးဒါကတာမန်ချောင်းလန်းမှုမဟုတ်ပေအလွန်နဲ့နေတဲ့အောင်လဲတိုက်ရိုက်တတ်စေအတတ်ပညာတစ်ခုဖြစ်ကြောင်းကျွန်ုပ်ရှင်းမိလိုက်တာပါစီမပါပဲလောင်တဲ့မီးခွက်ဆိုတော့ဒါကဝိညာဉ်အင်အားကိုစုပ်ယူပြီးလောင်ကျွမ်းတဲ့ဝိညာဉ်တက်မီးခွက်ပဲဖြစ်ရမယ်ကျွန်တော်ဒီလိုရေရွလိုက်ဆက်မှာမီးခွက်ကိုပေးပိုက်ထားသလိုရှိတဲ့မင်းစားရဲ့ပုံသဏ္ဍာန်ပုံမထင်ရှားတယ်လက်ကောင်းရဲ့ခန္ဓာကိုယ်ကညှို့မဲပြီးအရေးပြားတွေကတစ်ခေါက်လိုမျိုး၆ကတ်တယ်ပါဇက်ကလည်းတတော်နဲ့ဂါရာမန်နဲ့ကဲ့သို့သောအသက်တွေကိုရွတ်ဆိုနေရပါထိုသတော်ဘာကကျွန်တော်ကိုရန်ပြူဖို့ကြိုးစားတာမရှိပေမိခွက်ကနေထွက်တဲ့အလင်းနှန်းကိုအငမ်းမရစားတောင်းနေသလိုရှိပါသည်ကျွန်တော်ရဲ့လွယ်အိတ်အတွင်းကရေရောင်ပေးစားမှုအချို့နဲ့အဆောင်လက်ဖွဲ့တစ်ခုကိုထုတ်ယူလိုက်ပြီးတော့ထိုမိခွက်နဲ့မင်းစားရဲ့ဆက်နွယ်မှုကိုပညာမျက်စိနဲ့အကဲခတ်လို့ကြည့်လိုက်တယ်ဒီနေရာမှာကျွန်တော်သိရှိထားတဲ့လောကီအတတ်ပညာအရာမင်းစားဟူသည်မှာတည်ဆုံးပြီးသောအောင်လန်းဆရာတို့၏ဝိညာဉ်တော်၎င်းသို့မဟုတ်အောင်လန်းဆရာတို့မွေးမြူထားသောဝိညာဉ်ရုပ်ကလတ်တော်၎င်းဖြစ်တတ်၏၎င်းတို့သည်လူတို့၏အသွေးအသားကိုမစားသုံးမီဓာတ်စီမံထားသောမိခွက်များမှထွက်ပေါ်လာသည့်ဓာတ်ငွေကိုသာအာဟာရပြုတတ်ကြလေသည်ဒီအချိန်မှာပဲဓမ္မယုံရဲ့အမောင်တူတွေကခြေတံတက်တဲ့ကိုကြားလိုက်ရပြန်နေထိုခြေတံကမောင်မျိုးရဲ့ခြေတံကဲ့သို့ကြောင်ကရာပြေးလွှားတဲ့ခြေတံမဟုတ်ဖေးအလွန်တည်ငြိမ်၍လေးလံသောခြေတံဖြစ်ပေတယ်ဟဲ့မင်းညိုးဆိုတာခမများလားအမောင်လေးအောင်ထွက်ပေါ်လာတဲ့အတန်ကအရှရှရှိတယ်ကျွန်ုပ်ဓာမီနဲ့ထိုးကြည့်လိုက်တဲ့အခါအသက်60ခန့်ရှိမိလူအိုကြီးတဦးကိုတွေ့ရတယ်သူရဲ့ဝတ်စားဆင်ရမှုကရှေးရပုပ်ပါတောက်ရှိစေးစရာကြီးများကဲ့သို့သိုးရင်အင်ကြီးနဲ့ပစိုးကွက်စိတ်ကိုဝတ်ဆဲထားပြီးလက်ထဲမှာလည်းကျိန်လုံးတစ်လုံးကိုကိုက်ဆောက်ထားတာပါသူရဲ့နာမည်ကဦးဆန်အေးဖြစ်ကြောင်းနောက်ပိုင်းမှာကျွန်တော်သိရှိရလေတယ်ဟုတ်ပါတယ်ကျွန်တော်မင်းညိုပါအဘကဘာတူလဲငါဒီမီးခွက်ရဲ့အစောက်အရှောက်ပဲမင်းညိုရင်ခမများဒီညဒီမှာတဲတာကန်ကောင်းတာလားကန်ဆိုးတာလားဆိုတာခဏနေသိရပါလိမ့်မယ်ဦးဆန်အေးအောင်ပြောဆွဆွနဲ့မင်းစားရှိကကိုရှောက်သွားတယ်ထူးဆန်းတာထိုးမင်းစားဟာဦးဆန်အေးကိုမြင်တဲ့အခါမှာကြောက်ရွံ့ခြင်းမရှိဘဲနဲ့ပိုလို့ပဲတော်နဲ့ရွတ်ဆိုနေခြင်းဖြစ်ပါတယ်အဖဒီမိခွက်ကစီမပါပဲဘလို့လောင်းနေရလဲပြီးတော့ဒီမင်းစားကဘာလို့ဒီမိခွက်ကိုဖတ်ထားရတာလဲကျွန်တော်ရဲ့မိကုန်းကိုဦးဆက်အေးကထပ်ပြုံးနဲ့ကြည့်ရင်ဒါကိုမင်းစားစားမိခွက်လို့ခေါ်တဲ့မင်းညုံဒီမိခွက်ထဲမှာစီမရှိပေမဲ့လွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်ကအင်းဝိဇ္ဇာတအုပ်စီမံကန်းနဲ့တပ်ပြထားလုံးတစ်လုံးရှိတယ်အဲ့ဒီပြထားကနေထွက်တဲ့အလင်းနဲ့ဟာမင်းစားတွေအတွက်တော့နှက်တော့တာပဲဒါပေမဲ့တခုရှိတယ်ဒီမိခွက်လင်းနေတဲ့ပြီဒီဝင်းကျင်ကလူတွေရဲ့ကန်ဆာတာကိုဒီမိခွက်ကစုပ်ယူနေတာခမများသိရလားကျွန်တော်ကအံ့ဩတုန်လှဖြစ်သွားတယ်ဒါကတာမန်ဝိညာဉ်ကိစ္စမဟုတ်ပဲလူတို့ရဲ့ကံကြမ္မာကိုပြောင်းလဲစေနိုင်သောဓာတ်ရိုက်ဓာတ်စိန်အတက်ပညာရဲ့အမောက်ဘက်ချက်ဖြစ်နေရကြောင်းပါဒါဆိုရင်ဒီရွာသားတွေခဏမငြိမ်ဖြစ်နေတာရွာမှာအနာယောဂါတွေထူပြောနေအောင်ဒီမိခွက်ကြောက်ပေါ့လေမှန်နေဒါပေမဲ့ဒီမိခွက်ကိုညှိတတ်ဖို့ဆိုတာမလွယ်ဘူးမေစာသူ့အသက်နဲ့လဲပြီးတော့ကောက်ွယ်နေအောင်မိခွက်ညှိသွားရင်မေစာလည်းပြက်စီမယ်မိခွက်လင်းနေရင်လေလူတွေဒုက္ခရောက်မယ်ခမများလိုလောကီပညာရှင်တယောက်အခုလိုရောက်လာတာဟာဒီဗဟေလိကိုဖြည့်ရှင်းဖို့ကံပါလာတာဖြစ်ရမယ်ဦးဆန်အေးရဲ့စကားအဆုံးမှာလေထဲမှာမြှောက်နေတဲ့မိခွက်ကရုတ်တရက်တုတ်ခါလာပြီးမင်းစားရဲ့မျက်လုံးတွေဟာသွေးကဲသို့နှင်းရဲလာကကျွန်တော်ဘက်ကိုလှည့်ကြည့်ရင်လက်ကောင်းရဲ့လက်သေးအရှိကြီးတွေကကျမ်းမြင့်ကိုကုတ်ချက်လိုက်တဲ့အတန်ဟာနာမခတ်တာလောက်အောင်ကိုဆူရှာလှပြီးတယ်ကျွန်တော်မင်းညိုကထိုမင်းစားရဲ့ရန်လိုတဲ့အငွေသက်ကိုခန်းစားလိုက်ရပြီးမိမိရဲ့လွယ်အိတ်ကိုတင်းတင်းဆုပ်လို့ပြည့်စက်နေကျွန်တော်မင်းညိုကမင်းစားရဲ့နှီးရဲတဲ့မျက်လုံးတွေကကျွန်တော်ထံကိုစိုက်ကြည့်လာတော့မြင်လိုက်ရတဲ့အခါမှာစိတ်ကိုတင်းငိမ်စွာနဲ့ထားပြီးလွယ်အိတ်အတွင်းကရှေးအောင်ပစ္စည်းတစ်ခုဖြစ်သောစာမတက်ကိန်းဝန်းရောင်ကျုပ်ကလေးကိုထုတ်ယူသည်ဒီတတော်ဝါကအောက်လန်းအတက်နဲ့ချုံနောက်ခန်းထားရကြောင်ဖြစ်ပြီးအကြောက်တရားနဲ့တုတ်ပြန်ရင်၎င်းရဲ့အင်အားပုံမတိုးပွားစီမှကျွန်တော်ကောင်းစွာသိပေသည်ဦးဆန်ရောက်ကျွန်တော်နီးကိုတိုးကပ်ပြီးတော့တီတိုပြောလိုက်တယ်မင်းညို
တတိထားဒီမိကွက်ထက်ဓာတ်ပြတာဟာမေဆိုင်ရဲ့ဝိညာဉ်နဲ့ထပ်တူကြနေတာမိကွက်ကိုဇွတ်အတင်းညှိတန်းလိုက်ရင်မေဆိုင်ရဲ့ဝိညာဉ်ကလွတ်ထွက်သွားပြီးဒီရွာတွေကလူတယောက်ယောက်ပူးကတ်သွားလိမ့်မယ်အဲ့ဒီလိုဆိုရင်ပို့ဆိုးသွားလိမ့်မယ်ဒါဆိုအဖဒီမိကွက်ကိုဘလို့စီမံရမှာလဲဦးဆန်အေးကသူ့ရဲ့လက်ထဲရှိကြိမ်လုံးနဲ့ကျမ်းမြေပေါ်မှာအင်းကွက်တစ်ခုအမြန်ဆွဲလိုက်ရင်မေဆောင်ဆိုတာဝိညာဉ်အစငတ်မောနေတဲ့တထဝါပဲသူကဒီမိကွက်ကနေထွက်တဲ့ဓာတ်ဝဲကိုအာဟာရပြုတ်နေရတယ်သူဒီကျိန်စာကနေလွတ်မြောက်စေခြင်းရင်မိကွက်ရဲ့အလင်းရောက်ထက်တာလော်နဲ့မြတ်တာတန်းနဲ့ဓမ္မအလင်းကိုသူ့ကိုပေးရလိမ့်မယ်ကျွန်တော်ကဦးဆန်အေးရဲ့စကားကိုနားလည်လိုက်လေပြီကျွန်တော်လက်ထက်ကြုံလေးကိုဖွင့်လိုက်ပြီးတော့မြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်တွေကိုအာရုံပြုကဓမ္မစကြာဒေသနာတော်မှအနှစ်ချုပ်များကိုခတ်တိုးတိုးလေးရွတ်ဖတ်ပူဇော်သည်တပြိုင်နက်တည်းမှာပဲကျွန်တော်ရဲ့စိတ်ထဲကနေပြီးထိုသရဝါကိုတနာကျင်လာတော့မြစ်တော်ဓာတ်ကိုလှော့ထုတ်ပေးလိုက်တယ်တရားကထူးဆန်းတဲ့ဖြစ်ပျက်တစ်ခုဖြစ်ပေါ်သည်လေထဲမှာမြှောက်နေတဲ့တရေမီးခွက်ရဲ့စိတ်ဖက်ဖက်အလင်းရောင်ဟာတဖြည်းဖြည်းနဲ့မှိမ့်မိတ်သွားပြီးလက်ကောင်းရဲ့နေရာမှာကျွန်ုပ်ရဲ့လက်ထဲကထွက်ပေါ်လာတဲ့ဖြူစင်းတဲ့ဓမ္မအလင်းရောင်ကလွှမ်းမိုးသွားတာပါမေဇာအစာပိုင်းမှာနာကျင်စွာနဲ့အော်ဟစ်နေတော်လေမြတ်တာဓာတ်ကိုရရှိသွားတဲ့အခါမှာသူ့ရဲ့ရုပ်သွင်းကတဖြည်းဖြည်းနဲ့ပြောင်းလဲလာခဲ့တယ်မဲနဲ့တဲ့အရေးပြားတွေကပျောက်ကွယ်သွားပြီးတာမန်လူတယောက်ရဲ့ပုံသဏ္ဍာန်ကိုခေတ္တပြောင်းလဲသွားကကျွန်တော်ကိုကျေးဇူးတင်သောအမှုရာနဲ့ဥညွတ်ပါရီဖြက်ဆိုတဲ့မိခွက်အတွင်းကဓာတ်ပြားလုံးကအကွဲသွားပြီးမိတော့ကညှင်းသွားတယ်တပြိုင်နက်တည်းမှာပဲမေဆိုင်ရဲ့ဝိညာဉ်ကလည်းအငွေအသက်အဖြစ်ပြောင်းလဲကဓမ္မယုံရဲ့အမိုးအပေါက်ကနေတဆင့်ကောင်းကင်ရက်ကိုလွှဲပြန်သွားပါရီဓမ္မယုံအတွင်းမှာတိတ်ဆိတ်ချင်းကလွှမ်းမိုးနေဦးဆန်အေးကတပ်ပြက်တစ်ချက်ကိုလေးလံစွာနဲ့ချလိုက်ပြီးကျွန်ုပ်ရဲ့ပခုံးကိုပုံလိုက်တယ်ပြီးသွားပြီမင်းညိုဒီမိခွက်ကိုအင်းဝိဇာစီမံခဲစဉ်ကလေးကဒီဝိညာဉ်ဟာကျိန်စာတက်ပြီးငြိမ်းချမ်းဝင်မရခဲ့တာခမရဲ့မြတ်တာဓာတ်ကသူ့ကိုလမ်းမှန်ပို့ပေးလိုက်တာပဲကျွန်တော်ကကျမ်းမြေမော်ကိုကြာသွားတယ်ကျေးပြီးကဟောင်းကိုကောက်ယူကြည့်လိုက်တယ်ယခုအခါလက်ကောင်းကတာမန်ကြီးအောင်ပုံတစ်ခုထပ်မပို့ဘူးကျွန်တော်ကဓမ္မယုံရဲ့ဗရင်ပေါက်ကနေတဆင့်ပြင်ပအောင်ငေးကြည့်မိရဲ့အခါမှာမိုးအုံမိုင်းနေမှုတွေကင်းဆဲသွားပြီးလာမင်းရဲ့အလင်းရောင်ကညူနင်းနေကြတဲ့ထိုးဖောက်ထွက်ပေါ်လာတာတွေ့ရတယ်လောကမှာအောင်လန်းအတန်းနေလောကီပညာရက်တွေဟာအလွန်အစွမ်းထက်လာတယ်လို့ဆိုတော်လေမြတ်စွာဘုရားရဲ့ဓမ္မအလင်းနဲ့မြတ်တာဓာတ်ကိုတော့ဘယ်အခါမှရှင်ပြန်နိုင်မှာမဟုတ်ကြောင်းကျွန်တော်မင်းညိုတောင်ကြီးတစ်ယောက်ထိတွေးတော်ရဲ့နဲ့ဈေးပေါ်လေးကိုမင်းကြီးကကြံရှိရဲ့ညောင်အေးချမ်းစွာနဲ့ကုံဆုံးစေခဲ့ပါတော့တယ်ဟုတ်ကဲ့ပါရှင်ကျမတို့ channel ကထုတ်လွှင့်ပေးခဲ့တဲ့ဇာတ်လမ်းကတော့ဒီနေရာမှာပြည့်စုံခဲ့ပြီဖြစ်ပါတယ်နောက်ဆင်အားပေးခဲ့သူပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ပြီးတော့ဆုံတွေ့ပါမယ်ရှင်